ကဲအားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကတော့ကျွန်တော်တို့အလုံးကြီးတစ်လုံးစီးမှာဖြစ်တယ်ပေါ့နော်ဒီအလုံးကြီးကတော့ကျွန်တော်တို့လိုက်တဲ့အားကိုမမများ share လုပ်တာအလုံးပေါ့နော်ဒါကိုကျွန်တော်တို့ကစီးပြီးမှာဖြစ်ပါတယ်ကဲကြောက်ကတော့ဗျာရှော်ကတော်တော်ထူတယ်ဗျဒါချောင်းစုံကြောပေါ့နော်ချောင်းစုံအလုံးကြီးပါဗျာချောင်းစုံအလုံးကြီးသူကမောက်ကတ်ကြောပေါ့ဗျာကြောက်ကတော့ကျွန်တော်တို့ကတော်တော်လေးစေးနေရပါတယ်ဒါအကောင်ကြီးကြီးဆိုတာမစေးရလဲကြာပြီပေါ့နော်အဲဆိုအလုံးကြီးကြီးတစ်လုံးတော့စေးပြီဗျာကဲမင်္ဂလာပဲဖြစ်သွားမလားဘယ်လိုပဲဖြစ်သွားမလဲပေါ့နော်ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ပဲစေးနေပါတယ်ကဲဒါလေးကစေးလို့ပြီးသွားတဲ့အနေသားလေးပါဒီအနေသားလေးကဘယ်လိုလေးလဲဆိုတော့ကျွန်တော်အတူတူကြည့်ကြည့်အောင်ဗျာနော်ကဲဒါလေးကတော့စီးလိုက်တဲ့အနေသားလေးကတော့ကြောက်လေးကတော့ရမ်းတော်တော်လာတယ်ဗျရမ်းလာတယ်ဗျာသူကအထိုင်ကလည်းကြီးလေးလေးရှိရပေါ့နော်အထိုင်ကကြီးလေးမှုရှိရပေါ့နော်ကြောက်ကအရွယ်စားလည်းရှိတယ်ရမ်းသွားလာတော်တော်လေးငြိမ်တယ်ပေါ့နော်မီးကတော့အဲ့လောက်ကြီးမပွင့်ဘူးဗျာကြောက်ကအကာခံထားရပေါ့နော်မီးကတော့အဲ့လောက်ကြီးမပွင့်ပါဘူးဒါတော့မှဒီကြောက်လေးကကျွန်တော်အများကြီးတောင်မှစီးလို့မပြီးသေးဘူးပေါ့နော်ချော်ကကျန်တဲ့ဘက်တွေလည်းကြံနေရပေါ့နော်ချော်တွေကတော်တော်လေးခေါင်းရင်းစေးနဲ့စေးနေရအနေထားဆိုတော့လေနော်အဲ့ဆိုဒီကောင်လေးကကျွန်တော်တို့ဒီရမ်းနေထားလာတဲ့ခါကျတော့ဒါလိုက်ထကအကိုတွေမတွေကတော့ဒီကြောက်လေးကိုဖျက်မယ်လို့ပြောတယ်ပေါ့နော်အဲအကြောင်းမို့ကျွန်တော်တို့ကဒီကြောက်လေးကိုဝိုင်းတောင်မှမထိုးကြည့်တော့ပေါ့နော်တခါတည်းပဲဖြတ်ချမယ်ပေါ့နော်ကဲအတူတူကြည့်ကြအောင်ဗျာဖြတ်လိုက်တဲ့အနေထားလေးကဘယ်လိုလေးဖြစ်သွားမလဲဆိုတော့ကဲဒါလေးကတော့ဖြတ်လို့ပြီးပါတဲ့အနေထားလေးပေါ့နော်ဖြတ်လိုက်တာလေးကဘယ်လိုလေးဖြစ်သွားမလဲပေါ့နော်ကဲရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ပဲကြည့်ကြည့်မယ်ပေါ့နော်အောင်တော့ရင်တော့တန်တန်းနဲ့စားမှာပေါ့ဗျာကဲဖြတ်လိုက်တာတော့ကန်တရားကြီးကတော့မျက်နှာတော့မပြီးပါဘူးပေါ့နော်အထဲမှာတော့ကြောက်ကမောက်သားခွတ်တယ်ဗျာမောက်သားခွတ်တယ်ဗျာအသားပြက်တယ်ပေါ့နော်အသားပြက်ပါတယ်ဖြတ်လိုက်တာကတော့မင်္ဂလာတော့မဖြစ်သွားတော့ပါဘူးဗျာကဲဒီကြောက်လေးကတော့ဖြစ်နေပြက်ကျန်းသွားတဲ့ကြောက်လေးပေါ့ဗျာနော်အလုံးကြီးကြီးနဲ့ကဲဒီကြောက်လေးကိုအဆုံးထိကြည့်ပေးတဲ့ကိုမမဦးတော်တော်များကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့